အားလုံးပဲမင်္ဂလာပါအခုမျိုးရောက်နေတဲ့နေရာလေးကတော့တောင်ကလာပါ9ရက်ကွယ်ပင်းရလမ်းမပေါ်မှာရောက်ရှိနေတာပါအခုမျိုးပြနေတဲ့ကွန်ဒိုလေးကတော့ချိုပွိုင်းလေးပဲဖြစ်ပါတယ်ဒီချိုပွိုင်းကွန်ဒိုကအခုကာလမှာဘာတွေအားသာချက်ရှိလဲဘာတွေအားနည်းချက်ရှိလဲဆိုတာလေးတွေကိုပြောပြရင်းနဲ့ကြောင်းချပေးသွားမှာပါဒီငလင်နှုတ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာအိမ်ချမ်းမြေတွေတိုက်ခန်းတွေကိုစိုးရိမ်ပြီးတော့ဒီပြောင်းဒီဥပဒေတွေပြောင်းနေတဲ့အချိန်မှာတော့မှဒီကွန်ဒိုရဲ့စောက်လုပ်တဲ့ကန်ထရိုက်တာဒီရက်တန့်ခြင်းမရှိဘဲနဲ့အမြဲတမ်းအချိန်နဲ့တပြေးညီစောက်လုပ်နေတဲ့ဖြစ်တဲ့သူ့ရဲ့ထိုက်တာ quality ကလည်းရာဂိုင်နှုန်းကိုကောင်းတယ်နောက်တစ်ခုက location ကလည်းအရန်ကောင်းပါတယ်တောင်ကလာပါ9ရက်ကွက်ပေးရလမ်းမပေါ်မှာတည်ရှိနေတာဖြစ်တဲ့အတွက်ပေးရလမ်းမကြီးကဘာတွေနဲ့နီးလဲဆိုရင်တန်တုမာလမ်းနဲ့လည်းနီးတယ်ပါရမီလမ်းနဲ့လည်းနီးတယ်သူမင်္ဂလာလမ်းနဲ့လည်းနီးတယ်ပါရမီလမ်းမကိုတဲပေါက်တန်တုမာကြောကတ်မှတ်တိုင်နီးရယ်ဆေးရုံဆေးကန်းကျောင်းဖက်ကနေပြီးတော့ဘယ်လိုပြောမလဲဆိုအချက်ချကြတဲ့နေရာလေးပေါ့နော်သူ့ရဲ့ကွန်ဒိုချိုးပိုက်ဈေးတန်းလေးရလဲဒီမှာဆိုရင်4လွှာရှိမယ်5လွှာရှိမယ်6လွှာရှိမယ်9လွှာရှိမယ်ပေါ့နော်ဈေးတန်းလေးရကြတော့2650 2550 2850နဲ့ဈေးတန်းလေးအစားစားကိုဖွင့်လှစ်ထားပါတယ်ချိုးပိုက်ဈေးလေးဖြစ်တဲ့အတွက်ဒီအချိန်မှာငွေတွေကိုလက်ထဲမထားခြင်းတဲ့လူတွေအတွက်ဆိုရင်4ထပ်ထိပြီးနေပါပြီဆက်လက်လောင်းနေတယ်ပေါ့နော်4လွှာထိအဲ့ဒီအတွက်ဝယ်တဲ့သူအနေနဲ့စိတ်ချရတယ်တိုက်သားလည်းကောင်းရမယ်နောက်ပြီးကွန်ဒိုလည်းဖြစ်ရှင်တယ်အချိန်တန်ကြရင်ဝယ်ရောင်းပုံစံမျိုးနဲ့မျက်ရှင်နေဆိုရင်ထက်ဝက်မကမျက်နိုင်တဲ့နေရာ location လေးဖြစ်တဲ့အတွက်မျိုးအိမ်ချက်မြေကျိုးဆောင်လုပ်ငန်းလေးကိုစိတ်ဝင်စားတယ်ဆိုယုံကြည်စွာဖြင့်ဆက်သွယ်မင်းမြတ်လို့ရပါတယ်ရှင်မျိုးရဲ့ဖုန်းနံပါတ်ကတော့39 956 468 15နဲ့39 881 414 412ကိုဆက်သွယ်လို့ရပါတယ်เนาะဒီကွန်ဒိုရဲ့အလွှာလေးကတော့4လွှာထိလက်ရှိဆက်လက်လောင်းနေပါပြီသူကတော့8ထပ်ခွဲပေါ့เนาะ8ထပ်ခွဲပေါ့ဒါပေမဲ့ချိုးပိုင်ခန်းလေးတွေဒီ2850ကနေပြီးတော့2550ထိဒီအစားစားရှိပါတယ်တကယ်လို့ကြိုက်နေတတ်တယ်ဆိုရင်အမြန်ဆုံးလေးလက်ဦးမှုကိုရယူပါအရန်တန်ပါတယ်ငွေရှင်တွေလက်ထဲမှာငွေမထားရှင်တဲ့လူတွေဒါမှမဟုတ်ရင်ပစ္စည်းတစ်ခုကိုဘယ်လိုပြောမလဲဆိုအရေးကြလေးနဲ့လိုချင်တယ်ဆိုရင်ဒီလိုမျိုးကိုပိုင်ပဲနေပြန်မဲငါစားပြန်မဲရောင်းလုံးဝအရှုံးမရှိတော့ location လေးနဲ့အရှုံးမရှိတော့တိုက်ခန်းကွန်ဒိုလေးပဲဖြစ်ပါတယ်မီနီကွန်ဒိုလေးပါပေ40 60မှာစောက်ထားတာဖြစ်တဲ့အတွက်19ပေ54ပေအကျယ်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်